ဆရာမကြီးကိုဒီနေ့အင်တာဗျူးပါမယ်ဆရာမကြီးမင်္ဂလာပါရှင်မင်္ဂလာပါရှင်တူတူနာမည်ကတော့ဒီနေ့ရတာနောင်နေစားပါဘယ်လိုခေါ်သေးလဲဦးနောင်ဝင်မဟာဘူးနန်းဆိုင်ပြီးတော့ရောနောင်နေစားနောက်တော့ရောနတီကိုရီးယားတူတူကိုဘယ်လိုခေါ်လဲညီမလေးရဲ့ညီမလေးလို့ခေါ်နတီရေလို့ဘယ်လိုခေါ်လဲရှာမကတူကိုနတီလို့ခေါ်တယ်မမေတို့ကတူကိုဘယ်လိုခေါ်လဲဒူတုံဘာဖြစ်လို့ခေါ်ရလဲဒူတုံလို့ခေါ်လို့ဘာဖြစ်လို့ခေါ်လဲမမေကခေါ်လို့မဟုတ်ပါဘူးဒူလေးဘာဖြစ်လို့လဲမမေတို့ကခေါ်တာခေါ်ချင်းဟာအရာချစ်တာပဲချင်းလို့ခေါ်အရာချစ်ပဲထည့်တာ